다루 다 예부시들라ပထမတော့ကျွန်တော်စရောင်းနေရပါတော့ရောင်းကြည့်တယ်ရောင်းကြည့်တော့တူလူစီကပတ်စံနဲ့မယူရင်တော့မယူရက်တော့ပြီးတော့အခုဖြစ်နေတဲ့အချိန်မှာကျွန်တော်ကကိုကတယောက်တည်းပေါ့နော်တယောက်တည်းသမားပါစိတ်ပူစရာမလိုလေဟိုကဆယ်ရက်လာလေပိန်မန်းနေလေဟိုကတူတဲ့အေးတာမှမရှိတော့ဆိုတော့ဒါလေးတမယာပေါ့နော်နက်ပေါ့နော်အဲ့လာလေးစားလိုက်တူအမောပြေမှာပေါ့နော်စိတ်တဲ့ဟိုဖြစ်သွားတဲ့စိတ်နဲ့ပါပေါ့လို့ရယူခြင်းစိတ်လည်းမရှိပါဘူးကျွန်တော်တက်လူချင်းလို့အဲ့လိုမျိုးပေါ့မရှိတာပြန်ဖို့ဆိုပြီးစုထားတဲ့ပတ်စံဘောနော်15သိန်းလောက်တော့ရှိရပေါ့အကောင်လေးတွေအကုန်လုံးပေါ့နော်ဒီနေ့ဆိုအကုန်လုံးနေ့ဆိုတာအကုန်ပါပြီပေါ့နော်အကုန်ပြောင်းပြီပေါ့ဟုတ်ကဲ့ကိုရှိုင်းဆိုပါကိုဆိုင်ဆိုဟုတ်ကဲ့ပါလက်ရှိနေတာတော့ရွှေမုံပေါ့12လမ်းခေါ်ပါလိမ့်လားဒီမှာနေပါတယ်ဒီလိုပဲနော်ရေခဲကြောင်းပဲရောင်းတာပေါ့နော်လုပ်ငန်းတော့ရေခဲကြောင်းတစ်မျိုးပဲလုပ်တာပါဟုတ်ကဲ့ဟုတ်ကဲ့ရေခဲကြောင်းရောင်းတဲ့ကဏ္ဍတော့တော်တော်ကြာသွားပြီကျွန်တော်လင်္ကာ10နှစ်လောက်တော့ရှိသွားပြီအဲ့လောက်တော့ရှိသွားပြီဒီစကိုင်းမှာတော့3နှစ်ပေါ့နော်ကျွန်တော်မန်လေးဟိုဘက်မှာရောင်းမှုရလေအဲ့ဘက်ကအရှင်နေမကောင်းတော့ဒီဘက်ပြန်အောင်ရောင်းတာပေါ့다루 다 예부시들라 아빠 싫어 호 나가 베래매 예우기나 해봐오리요 예부가 래 배가 나와 ပထမတော့ကျွန်တော်စရောင်းနေရပါတော့ရောင်းကြည့်တယ်ရောင်းကြည့်တော့တူလူစီကပတ်စံနဲ့မယူရင်တော့မယူရက်တော့ပြီးတော့အခုဖြစ်နေတဲ့အချိန်မှာကျွန်တော်ကကိုကတယောက်တည်းပေါ့နော်တယောက်တည်းသမားပါစိတ်ပူစရာမလိုလေတူလူလေးတွေစင်ပြပါမလားပေါ့နော်ဒီနေ့ရောဆို4ရက်ပေါ့နော်4ရက်မြောက်ပေါ့နော်ဟုတ်ကဲ့ပါပူတာပေါ့နော်ပူတော့ရေခဲအေးဆိုလားမရှိဘူးလေနော်အခုကျွန်တော်တို့ရေတံပူးလူတဲ့လူတွေများတယ်ဆန်ဝေတဲ့လူတွေများတယ်အကုန်လုံးကမနော်ခေါက်ဆွဲလျှောက်နော်အဲ့လာတွေတော်များများလူရှင်များလာပေါ့နော်ကျွန်တော်အဲ့ထက်မှာအေးတဲ့ဟာမပါဘူးလေအေးတာဆိုလို့ဘာမှမရှိဘူးလေမိရလည်းပြည့်ရနေဆိုတော့လေဘာမှမရနိုင်ဘူးဆိုတော့ကျွန်တော်ဒီဟာပဲဒီအာယောဖြစ်နေတာပေါ့ကျွန်တော်ရေခဲတုပ်ကလေးလူကြီးကောင်းမှာပဲလို့ကောင်းမှာပဲဆိုပြီးတော့တရက်3000ပဲတွက်လိုက်တာပါပထမရက်ကောရှောင်းပေါ့အထုပ်3000ပေါ့နော်တခါလဲပေါ့နော်နှစ်ခေါက်ပြန်လာပေါ့နော်နှစ်ခေါက်ပြန်ပြီးလှူတာပေါ့နော်တစ်ခေါက်ကို1500ပေါ့နော်ကျွန်တော်ပြေးတွဲလေး1500ဆိုနှစ်ခေါက်ပြန်လှူရပေါ့နှစ်ခေါက်ပေါ့9000ရှိသွားပြီပေါ့နော်ဒီနေ့ရောဆိုရင်တော့မကတော့ပေါ့နော်ဟိုကဆယ်ရက်လာလဲပိန်မန်းနေလေဟိုတူတဲ့အေးတာမှမရှိတော့ဆိုတော့ဒါလေးဟိုကတော့တမယာပေါ့နော်နက်ပေါ့နော်အဲ့လာလေးစားလိုက်တူအမောပြေမှာပေါ့နော်စိတ်တဲ့ဟိုဖြစ်သွားတဲ့စိတ်နဲ့ပါပေါ့လို့စားကြအေးစီစီအောင်ပေါ့နော်ဒီလိုချင်းနေဟုတ်တယ် IPD တဲ့လိုချင်နေပြီးတော့အခုဖြစ်နေတဲ့ဟာလေးတဲ့စိတ်နည်းနည်းပေါ့သွားစေတာပေါ့နော်အခုဘယ်လိုမစိတ်ညစ်ရမယ့်ဟာလေးတဲ့နော်နည်းနည်းပျောက်ပြက်သွားပေါ့နော်သူငလေးတန်နော်အိမ်ပြည့်စီးတဲ့လူနဲ့နော်ဟိုတရားရတဲ့လူနဲ့ပေါ့နော်ဒီလိုဒါလေးစုံပြီးလို့ရှိရင်တော့နည်းနည်းလေးပေါ့နော်တက်နည်းနည်းဘာရော့သွားမျိုးပေါ့နော်စိတ်အာရုံလွှဲပေးလိုက်တယ်လို့ပါပဲနည်းနည်းဖြည့်သိမ့်တဲ့တူပေါ့နော်ရေခဲရောက်လေးနဲ့ကျွန်တော်ရယူခြင်းစိတ်လည်းမရှိပါဘူးကျွန်တော်တက်လူချင်းလို့အဲ့လိုမျိုးပေါ့ဒီမြတက်အလုပ်တွေတဲ့အကုန်လုံးနားတယ်အကုန်လုံးသူများတွေလောက်တော့ကျွန်တော်မလုပ်ပါဘူးအခုရောက်တဲ့ကျွန်တော်မလုပ်ရပါဘူးယူဖို့ဆိုတာမလို့ဝေးပါသူများစီတူလို့ရှိရကျွန်တော်ရှိတဲ့ပတ်စံလေးနဲ့အကုန်လုံးဒါကျွန်တော်စုထားတဲ့ပတ်စံလေးပေါ့နော်အကုန်ရွာပြန်ဖို့ဆိုပြီးစုထားပါအကုန်လုံးကျွန်တော်လုပ်လိုက်ပါတယ်ကျွန်တော်တို့ကလူမလုပ်အပ်ဘူးလေအဲ့လောက်ကြီးကျွန်တော်အဓိကတူလူတွေအကုန်လုံးစားရှိစီလို့ပေါ့နော်ရအဲ့လိုမျိုးလေးပေါ့ agency ရောက်ပေါ့နော်အဲ့လိုမျိုးလေးရွာပြန်ဖို့ကကျွန်တော်အခုပေါ့နော်မထီတာပြန်ဖို့ဆိုပြီးစုထားတဲ့ပတ်စံပေါ့နော်15သိန်းလောက်တော့ရှိရပေါ့အကောင်လေးတွေအကုန်လုံးပေါ့နော်ဒီနေ့ဆိုအကုန်လုံးနေ့ဆိုတာအကုန်ပါပြီပေါ့နော်အကုန်ပြောင်းပြီပေါ့ဟုတ်ကဲ့အဲ့လိုမျိုးလေးပြောတာပေါ့အဲ့လိုမျိုးပို့ပြီးကျွန်တော်အတွက်ကဘယ်လိုလဲနောက်ပြန်ရှာလို့ရတယ်လေပတ်စံအဲ့လိုမျိုးစိတ်ပါတယ်မဟုတ်တယ်ရှင်နေပြန်ကောင်းရင်ပတ်စံပြန်ရှာလို့ရတယ်အခုလောလောဆယ်ဖြစ်နေတဲ့ဟာဘယ်လိုမကြည့်ရတဲ့အတိုင်းပေါ့နော်ကိုယ်လည်းဘယ်လိုရောင်းနေမရောင်းထွက်ဘူးပေါ့နော်ပုံသွားတဲ့လူတဘောမထားပါဘူးကျွန်တော်တကယ်လှူလာပါတကယ်နည်းနည်းစစ်စစ်